တန်မိုးကြီးလှပတဲ့ပတောက်နီတစ်တွေကိုခိုးယူခုတ်ထုံးနေတဲ့တစ်ခုကိုင်းတစ်ခုဟာဘီလီယံနဲ့ချီတန်မိုးရှိတဲ့တစ်တွေကိုခုတ်လဲနေကြပါတယ်။အဲ့ဒီအချိန်မှာတောင်ထိပ်ကကင်းဆောင်နေတဲ့လူကရဲကားတွေလာနေတာကိုမြင်လိုက်တာကြောင့်ချက်ချင်းပဲခရမှုတ်ပြီးအချက်ပေးလိုက်ပါတယ်။အချက်ပေးတန်ကြားတာနဲ့တောင်နှက်ထဲကတစ်တခိုးတွေဟာသူတို့ပြစ်ပန်းတကြီးခုတ်ထားတဲ့ပတောက်နီတွေကိုစွန့်ပစ်ပြီးထွက်ပြေးကြဖို့ပြင်ကြပါတယ်။ဒါပေမဲ့ Pushpa လို့ခေါ်တဲ့တယောက်ကတော့သူတို့ကိုပြန်ခေါ်လိုက်ပါတယ်။ပင်ပန်းပန်းခုတ်ထားရတဲ့တစ်တွေကိုဒီအတိုင်းစွန့်ပစ်ခဲ့ဖို့ဆိုတာနှမျောဖို့ကောင်းကြောင်းနဲ့ရဲတွေကိုလမ်းကြောင်းလွှဲဖို့သူ့မှာအစီအစဉ်ရှိကြောင်းသူကပြောလိုက်ပါတယ်။မကြခင်မှာပဲတစ်ခိုးမှုတွေကိုနှိမ်နင်းရမှာနာမည်ကြီးပြီးရာဇဝတ်ကောင်တွေကိုအလုံးမုန်းတီးတဲ့ရဲရရှိချုပ်ဦးဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေတောင်ပေါ်ကိုရောက်လာကြပါတယ်။ရဲတွေကတစ်တခိုးတွေကိုဝိုင်းလိုက်တဲ့အခါမှာတော့ပတောက်နီတစ်တွေကိုဘယ်မှရှာမတွေ့တော့ပါဘူး။သူတို့မြင်တွေ့ရတာကတော့လူတစုကစုဝေးပြီးစကားပြောနေကြတာဖြစ်ပြီးသူတို့ကတိုးကြောင်းနေတာပါလို့အကြောင်းပြကြပါတယ်။အနီးနားမှာတော့ Pushpa ကသူ့ရဲ့ပစိန်ကိုတွေးနေပါတယ်။ဘာကြောင့်လဲလို့မေးတဲ့အခါ Pushpa ဒီပစိန်ကတောင်ပေါ်ကတောခွေးတွေကိုရှင်းဖို့ပဲလို့ခနဲ့တဲ့ပြန်ပြောလိုက်တာကြောင့်ကြံတဲ့တစ်တခိုးတွေကဝိုင်းရကြပါတယ်။အရာရှိချုပ်ဟာ Pushpa ရဲ့ရွေးဆောင်ပြောဆိုမှုကြောင့်ဒေါသအလွန်ထွက်သွားပြီးချက်ချင်းပဲတနက်ထုတ်က Pushpa ရဲ့ဦးခေါင်းကိုချိန်လိုက်ပါတယ်။ဒါကိုမြင်တဲ့တစ်တခိုးတွေဟာလည်းစိတ်ဆိုးမှန်ဆိုးနဲ့ပစိန်တွေကိုစီကင်ပြီး Pushpa ရဲ့နောက်ကနေရက်လိုက်ကြပါတယ်။အကယ်၍အရာရှိချုပ်သာတစ်ခုခုလှုပ်လိုက်ရင်သူတို့ကရဲတွေကိုတပ်ပစ်ဖို့အသင့်ပြင်ထားကြတာပါ။လူအင်အားမမျှတာကိုမြင်တဲ့အပြင်သူ့ရဲ့လက်အောက်ငယ်သားတွေကလည်းတတိထားဖို့အကြံပေးတာကြောင့်အရာရှိချုပ်ဟာဒေါသကိုအောင်တီးအောင်တက်နဲ့ထိန်းလိုက်ရပါတယ်။တကယ်တော့ပတောက်နီတစ်တွေဟာမျက်စိရှိမှတင်အပေါ်မှာချိတ်ဆွဲထားတာမို့ရဲတွေမရိပ်မိခဲ့ကြတာပါ။ရဲတွေထွက်သွားပြီးနောက်မှာတော့ Pushpa ကသူ့ပစိန်နဲ့ပိုင်းဖြတ်လိုက်ပြီးဝှက်ထားတဲ့ဘီလီယံတန်ပတောက်နီတစ်တွေကိုအောက်ကိုချလိုက်ပါတယ်။သူတို့ဟာတစ်လုံးတွေကိုတောင်အောက်တယ်အလေးချိန်ပြီးကားပေါ်ကိုတင်ကြပါတယ်။အဲ့ဒီအချိန်မှာပဲအရာရှိချုပ်ဟာရဲအရာရှိဒါဇင်ပေါင်းများစွာနဲ့အတူမမျှော်လင့်ပဲပြန်ရောက်လာပြီးတစ်မောင်ခိုသမားတွေကိုလက်နက်ချဖို့မချရင်ပြစ်တက်မယ်လို့အမိန့်ပေးလိုက်ပါတယ်။ဘယ်သူမှမလုပ်ရဲကြပါဘူး။ဒါပေမဲ့ Pushpa ကတော့ညံကောင်းယုံတင်မကပဲတတိလည်းရှိသူပါ။သူကကြောက်ခဲတစ်လုံးကိုကန်တင်ပြီးအရာရှိချုပ်စီလွှင့်ပစ်လိုက်ရအရာရှိချုပ်ရဲ့ခေါင်းကိုထိလူမိပါဖြစ်သွားပါတယ်။ Pushpa ရဲ့လုပ်ရက်ကိုအားကျပြီးကြံတဲ့သူတွေကလည်းရဲတွေကိုကြောက်ခဲတွေနဲ့ဝိုင်းထူးကြပါတော့တယ်။အရာရှိချုပ်ကတနက်နဲ့မိုးပေါ်ထောင်ပစ်လိုက်တော့မှတစ်တခိုးတွေဟာလက်နက်မပါပဲမရှင်နိုင်မှန်းသိလို့ထွက်ပြေးကြပါတယ်။ Pushpa ကတော့ထွက်ပြေးနေရင်းနဲ့တောင်နောက်ဆုံးတစ်လုံးကိုကားပေါ်တင်ကျိုးတွေကိုမြဲမြံအောင်ကြည့်ကားအင်ဂျင်နိုးပြီးတန်ပေါင်းများစွာရှိတဲ့ပတောက်နီတစ်တွေနဲ့အတူအမြန်မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။